မိခဲရဲနေတယ်ဘယ်ရှင်ကောင်းမှမနာရဲ့ကြောက်တယ်ဟုတ်လားဥမာပေးတာလေးတွေကိုပြောတာပါနော်အဲ့ဒီဟိရိဩတ္တပတရားဟာသူကဒါတိုင်းအကုသိုလ်ကိုယွန်နေစေတဲ့အတွက်ကြောင့်အဲ့ဒီအကုသိုလ်ကြောင့်ဖြစ်မဲ့ပူလောင်မှုပင်ပန်းမှုဆင်းရဲမှုဒါတွေအကုန်လုံးဟာအလိုလျောက်ပဲဖြစ်သွားတော့ယွန်နေသွားတယ်ဒါကြောင့်မလို့သူ့ကိုဥစ္စာပစ္စည်းနေရာမှာထားပြီးတော့ဟောတာတတ္တဒဏသီလဒဏဟိရိဩတ္တပိယန္တနာဟောဟိရိဩတ္တပအလုံးတွဲလေးနော်ဟိရိဆိုတာမကောင်းမှုပြုရပြောရတွေးရမှာကိုရှက်တာဩတ္တပဆိုတာမကောင်းမှုပြုရပြောရတွေးရမှာကိုကြောက်တာဟုတ်လားဒါကမကောင်းမှုရဲ့နောက်ဆက်တွဲဖြစ်လာမဲ့တားဆီးလို့မရတဲ့ဆိုးကျိုးကိုမြင်တဲ့ဉာဏ်ပညာကြီးရင်ကြီးသလောက်ဟိရိဩတ္တပကြီးတဲ့သဘောရှိတယ်။နော်ဟိရိဩတ္တပဆိုတာဘုန်းကြီးတွေးမိပါတယ်။မကောင်းမှုရဲ့အကျိုးအာနိသင်ကိုသိမြင်တဲ့ဉာဏ်ပညာကနေဖြစ်ပေါ်လာတာ။မကောင်းမှုရဲ့အကျိုးဆက်ကိုမြင်တဲ့ဉာဏ်ရှိရင်ရှိသလောက်ဘုန်းကြီးတို့ရှက်တဲ့သဘောကြောက်တဲ့သဘောဟာနောက်ကဖြစ်ကိုဖြစ်တယ်။ကိုဘုန်းကြီးတို့အကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့မဟုတ်တာတွေနဲ့ပတ်သက်ပြီးတော့အရှက်အကြောက်တွေနည်းနေကြတယ်ဆိုတာအဲ့ဒီမဟုတ်တဲ့လုပ်ရက်တွေရဲ့အကျိုးဆက်တွေကိုကောင်းကောင်းမမြင်လို့မသိလို့ဟုတ်လားအဲ့ဒီမဟုတ်တဲ့လုပ်ရက်တွေရဲ့အကျိုးဆက်ကိုကောင်းကောင်းသိမယ်မြင်မယ်ဆိုရင်ရှက်တဲ့သဘောကြောက်တဲ့သဘောဖြစ်မလာပြီဘူးလားဖြစ်လာတယ်။အော်ဒါဟာရှက်စရာအကျိုးပေးတွေကိုဖြစ်စေတတ်တဲ့အရာတွေကြောက်စရာအကျိုးပေးတွေကိုဖြစ်စေတတ်တဲ့အရာတွေဥပမာအကုသိုလ်ပြုတဲ့အခါမှာဒီအကုသိုလ်ကံတရားဟာတစ်ချိန်မှာယုံညံ့တဲ့ဘဝကိုဖြစ်စေတတ်တယ်အခက်မသိရင်တချို့အကုသိုလ်တွေဟာဒီဘဝတင်ကိုပဲအရှက်တကွဲအကျိုးနဲ့နော်ယုံညံ့ဆိုရတဲ့ယွန်စရာကောင်းတဲ့အကျိုးဆက်တွေကိုဖြစ်စေတတ်တာလည်းရှိသေးတယ်။နောက်ဆိုကြပါစို့လူစင်စစ်ကနေခွေးကြီးဖြစ်သွားမယ်ဆိုကြပါစို့သိနိုင်မြင်နိုင်လို့သိမယ်မြင်မယ်ဆိုရင်ဟဲ့နဲ့အဖေသေးတာခွေးကြီးဖြစ်သွားတဲ့နဲ့အမေသေးတာခွေးကြီးဖြစ်သွားတဲ့ဘလို့လို့ရှက်စရာကြီးပေါ့နော်ဟုတ်တယ်မဟုတ်လားဒီဘဝတွင်ကိုပဲရှက်စရာအကျိုးရလဒ်တွေဖြစ်ပေါ်စေတဲ့အကုသိုလ်တွေလည်းရှိနေတယ်ဟုတ်လားအတကျတို့ဒီရှက်တတ်တဲ့သဘောလေးတနည်းအားဖြင့်လည်းပဲပညာရှိသူတော်ကောင်းတွေယွန်ရှာဆက်စုပ်တဲ့အလုပ်ဆိုတဲ့အမြင်နဲ့လည်းပဲနော်ရှက်တဲ့ရှက်ထိုက်တဲ့အရာတွေရဲ့ပုံမှာနော်ရှက်ရွံ့မှုဟိရိအားကောင်းဘုန်းကြီးတို့ကြိုးစားတဲ့နော်အထူးသဖြင့်ဥတ္တပကပို့ပြီးတော့သူကအဲ့လိုပြောမှာတော့ရှက်တယ်ဆိုတာတဲ့ကြောက်တယ်ဆိုတာကအကုသိုလ်ကိုပို့ပြီးတော့